တော့ဘုန်းတို့ဘဝမှာလူရည်လို့ဖြစ်လာကြတဲ့အခါမှာအရေးအကြီးဆုံးကဘာလဲလို့မေးရင်မကောင်းတာမလုပ်ဖြစ်ဖို့နဲ့ကောင်းတာလုပ်ဖြစ်ဖို့မကောင်းတာမလုပ်ဖြစ်ဖို့နဲ့ကောင်းတာလုပ်ဖြစ်ဖို့လုပ်တယ်ဆိုတဲ့စကားလုံးကကာယကံမြောက်ပြုလုပ်တာကိုလည်းရည်ညွှန်းတယ်ဝစီကံမြောက်ပြောဆိုတာကိုလည်းရည်ညွှန်းတယ်မနောကံမြောက်စိတ်ထဲကတွေးကြံတာကိုလည်းရည်ညွှန်းတယ်ပေါ့အဲ့ဒီဘဝမှာအရေးကြီးဆုံးကဘာလဲလို့မေးရင်မကောင်းတာတွေမတွေးဖြစ်ဖို့မကောင်းတာတွေမပြောဖြစ်ဖို့မကောင်းတာတွေမပြုလုပ်ဖြစ်ဖို့ဒါဟာအရေးကြီးဆုံးပဲနောက်ထပ်အရေးကြီးတာကဘာတော့ကောင်းတာတွေတွေးဖြစ်ဖို့ကောင်းတာတွေပြောဖြစ်ဖို့ကောင်းတာတွေပြုလုပ်ဖြစ်ဖို့ဒါအရေးကြီးဆုံးပဲအခုလို့အကုသိုလ်ကိုရှောင်ကျဉ်ကြဖို့ကုသိုလ်ကိုဆောင်ရွက်ကြဖို့အရေးကြီးဆုံးလို့ပြောရတယ်လေမကောင်းမှုအကုသိုလ်ကိုရှောင်ကျဉ်နိုင်မှဆင်းရဲဒုက္ခကိုဘုံဘုံတို့တွေဟာရှောင်ကျဉ်ရအောင်မကောင်းမှုအကုသိုလ်ကိုမရှောင်ကျဉ်မဲနဲ့ဆင်းရဲဒုက္ခနဲ့ဘုံဘုံတို့တွေဟာအမြဲတမ်းတွေ့ကြုံနေရမှာပဲမကောင်းမှုကိုမရှောင်မဲနဲ့ဆင်းရဲဒုက္ခနဲ့ဘုံဘုံတို့တွေဟာကင်းကွာမှာမဟုတ်နော်မကောင်းမှုဟာဆင်းရဲဒုက္ခရဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်သူ့ကိုရှောင်နိုင်မှဆင်းရဲကိုရှောင်ရရောက်မယ်ပေါ့ကုသိုလ်ကောင်းမှုကိုဘာကြောင့်ဆောင်ရွက်ဖို့ပြောရတာတော့အရေးကြီးဆုံးလို့ပြောရတာတော့သူ့ကိုဆောင်ရွက်နိုင်မှဘုံဘုံတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခနဲ့ပြည့်စုံရမယ်ပေါ့ဒါကြောင့်မကောင်းမှုနဲ့ဆင်းရဲဒုက္ခသည်အကြောင်းအကျိုးတစ်စုံလို့ရှင်းရှင်းလင်းလင်းခိုင်ခိုင်မာမာစိတ်ထဲမှာနားလည်ထားရကောင်းမှုနဲ့ချမ်းသာဒုက္ခသည်အကြောင်းအကျိုးတစ်စုံလို့ပြီးပြင်းပြင်းနားလည်ထားရဒါဆိုလို့ရှိရင်ဘဝမှာအရေးကြီးဆုံးဟာဘာလဲလို့မေးရင်မကောင်းတာမလုပ်ဖြစ်ဖို့နဲ့ကောင်းတာလုပ်ဖြစ်ဖို့အဲ့ဒီမှာမကောင်းမှုနဲ့ကောင်းမှုရဲ့သဘာဝလေးကိုဏိဒန်းစကားလေးမှာလေးလေးနက်နက်ဘုံဘုံကဘာပြောရင်တော့ဆိုတော့မကောင်းမှုဆိုတာပယ်တတ်ခံရမယ်တရားတနေ့ကျရင်သူကအသက်ခံရမယ်တရားကောင်းမှုဆိုတာကပယ်တတ်တဲ့တရားနော်ကောင်းမှုရဲ့စွန့်ရည်တတ်တရားမကောင်းမှုကိုပယ်တတ်တဲ့သဘောရှိတယ်အဲ့ဒါဘုံဘုံတို့တွေကကုသိုလ်ကောင်းမှုတွေကမကောင်းမှုကိုအမြင့်ပြတ်ပယ်တတ်နိုင်သည့်အထိစွမ်းအားမမြင့်ညသေးလို့အကုသိုလ်လေးတွေကထနေတာအကုသိုလ်လေးတွေကဖြစ်နေတာသူ့ဘုံတို့တွေကကုသိုလ်ကောင်းမှုနဲ့အပြီးပိုင်တတ်နိုင်တဲ့အဆင့်ကိုမရောက်သေးလို့အဲ့ဒါကုသိုလ်ကိုတစ်ဖက်ကဘုံဘုံတို့ကမြင့်တင်ပေးမယ်ကုသိုလ်ကိုအည်အသွေးထက်မြက်အောင်ပြုစုပြောထောင်ပေးမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေအစွမ်းထက်လာတာနဲ့အမျှအကုသိုလ်ဟာမဖြစ်သွားတော့သေဆုံးသွားရလိမ့်မယ်မဉ္ဇဉ်ပူဉ္ဇဉ်ဆိုပြီးတော့ဘုန်းတော်ကုသိုလ်ကောင်းမှုတွေပြုတိုင်းတောင်းဆိုနေကြတယ်နော်အဲ့ဒါပါတော့အဲ့ဒီဆုကကောင်းမှုတွေအည်အသွေးအမြင့်မားဆုံးအဆင့်ကိုရောက်ပါရစေလို့ဆုတောင်းတယ်နဲ့တူတူပဲဟုတ်လားအဲ့ဒါမဉ္ဇဉ်ဆိုတဲ့လောကုတ္တရာကုသိုလ်ဒုကိုရပြီဆိုရင်အကုသိုလ်တရားတွေဟာသူ့အဆင့်နဲ့သူအမြင့်ပြတ်သေးပေးရတယ်အကုသိုလ်သေးပြီဆိုလို့ရှိရင်အကုသိုလ်ဖြစ်ခွင့်မရှိတော့ဘူးသမုတ်စေတပဟာအဖြစ်ပယ်သက်ပြီးပြီဆိုရင်ဘာဆင်းရဲဒုက္ခမှဖြစ်เสียအကြောင်းမရှိတော့ဘူးဟုတ်လားဒါကြောင့်အကုသိုလ်ပယ်ရှားဖို့အတွက်ကုသိုလ်တရားကိုဘုန်းဘုန်းတို့တွေဟာမြင့်တင်ပေးရမယ်ပေါ့အဲ့ဒါကုသိုလ်ကောင်းမှုတွေထဲမှာအမြတ်ဆုံးအကောင်းဆုံးကုသိုလ်ကိုဘုန်းဘုန်းတို့ကလေ့ကျင့်ပြုစုပြောထောင်ပေးမယ်ဆိုရင်ကုသိုလ်တွေဟာအည်အသွေးမြင့်လာအည်အသွေးမြင့်လာလို့ရှိရင်ဘာဖြစ်လာမလဲတစ်ဖက်ကအကုသိုလ်ကိုဖယ်ရှားတဲ့လုပ်ငန်းကိုပါတခါတည်းတွဲပြီးတော့သူဟာလှုပ်သွားတယ်ဒါကိုသဘောပေါက်ဖို့လိုတယ်ဟုတ်လားဒါကြောင့်ဒီကနေ့ကုသိုလ်ထဲမှာအမြတ်ဆုံးကုသိုလ်အကောင်းဆုံးကုသိုလ်ရဲ့အကြောင်းလေးကိုဘုန်းဘုန်းတို့နာယူကြည့်ရနော်ကြာဘူးနာဝတော့ရှိထားကြပြီးသားဒါပေမဲ့ဒါလေးတွေကအလွန်အရေးပါတယ်မေ့ပြောက်ပြစ်တဲ့အရာတွေမဟုတ်ဘူးနောက်စိတ်ထဲမှာမထင်မရှားဝူရဝါဒထားတဲ့အရာလည်းမဟုတ်ဘူးအမြဲတမ်းထင်ထင်ရှားရှားဒါပိုင်ပိုင်နိုင်နိုင်ကိုယ်စိတ်ထဲမှာသိနေရမယ်နားလည်နေရမယ်ဟုတ်လားအကောင်းဆုံးကုသိုလ်ဘာရည်ရွယ်ချက်နဲ့ဘုံဘုံတို့ဒီကုသိုလ်ကောင်းမှုကိုပြုစုပြောထောင်ရမှာလဲလို့မေးရင်အကုသိုလ်ကိုပယ်တတ်နိုင်သည့်အထိအည်အသွေးမြင့်မားအောင်ကြိုးစားအထောက်တဲ့နေရာမှာသူ့ကိုလေ့ကျင့်ပြုစုပြောထောင်ပေးဖို့ဟုတ်လားအဲ့တော့အကောင်းဆုံးကုသိုလ်ဆိုတာဘာလဲလို့မေးလို့ရှိရင်ဘုံဘုံတို့ဝေလာမသုတ်တန်ရစနစ်တကျပြောဖို့လိုမယ်ပေါ့အဲ့ဒါအကျဉ်းမြင့်လေးဘုံဘုံပြောမယ်နော်ဒီသုတ်တန်လေးကသဘောကျလွန်းလို့သဘောကျတယ်ဆိုတာကသိဖို့အလွန်တရာမှလိုအပ်တယ်ဆိုတဲ့အမြင်ကြောင့်မို့လို့သဘောကျတာဒါကြောင့်ခဏခဏပြောပြတယ်ပေါ့ဘာကြောင့်ဒီသုတ်တန်လေးကိုမြတ်စွာဘုရားဟောတော့ဘာလို့ဟောတာတုံးဆိုတော့ခါတစ်ပါးမှာနာရဝိတထေးကြီးမြတ်စွာဘုရားရဲ့ကျောင်းတော်ကိုရောက်လာတယ်ရောက်လာတော့မြတ်စွာဘုရားပဋိသန္ဓရစကားအနေနဲ့တခါကြီးဒါနကောင်းမှုတွေပါလေရောပြုပြည့်ရဲ့လား
ဒီလိုလေးမြတ်စွာဘုရားအမေးရှိအဲ့လိုမေးတဲ့အခါမှာနာရမင်းတတိကြီးကမြတ်စွာဘုရားတဲ့ဒါနကောင်းမှုတွေတော့ပြုပြပါရဲ့ဒါပေမဲ့လို့ဘုရားတပည့်တော်မှာစကွဲထမင်းပုံရင်ဟင်းမြလောက်ကိုသာတန်ဃာတော်တွေကိုလှူဒန်းနိုင်တဲ့အတွက်ကြောင့်စိတ်နှလုံးမချမ်းမသာဖြစ်ရတယ်လို့ရှောက်တယ်အဲ့ဒီအချိန်တုန်းကနာရမင်းတတိကြီးကစီဝါရေးပြက်နေကောင်းကောင်းမွန်မွန်လှူဒန်းနိုင်တဲ့အခြေအနေမှာမရှိဘူးဥစ္စာပစ္စည်းနွမ်းပါးနေလို့ရှိတာလေးပဲအဆင်ပြေအောင်လှူရတဲ့အနေထားပေါ့အဲ့လိုလျှောက်တော်မြတ်စွာဘုရားကတခါကြီးဒါနကောင်းမှုပြုတဲ့နေရာမှာတန်ဖိုးကြီးတဲ့အကျိုးပေးမြင်မာတဲ့ဒါနကောင်းမှုဖြစ်ဖို့ဆိုလို့ရှိရင်လူဘဝတ္ထုတန်ဖိုးရှိတာမရှိတာကဗราဏကြတာမဟုတ်ဘူးလူတဲ့တန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သက်မြင်မာဖို့ကသာလည်းဗราဏကြတာဒါနနဲ့မကင်းနိုင်ကြတဲ့ဒကာမတို့ဦးဇင်းတို့တွေအတွက်တန်ဖိုးကြီးမားတဲ့အဆုံးအမကိုအဲ့ဒီမှာမြတ်စွာဘုရားပေးတယ်ဒါနကောင်းမှုပြုတဲ့အခါမှာအကျိုးပေးမြင့်မားတဲ့တန်ဖိုးကြီးတဲ့ဒါနကောင်းမှုဖြစ်ဖို့ဆိုရင်လှူတဲ့တန်းတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1တရားတရားဥရှိရမယ်ဟုတ်လားနံပါတ်2တက်ကိစ္စလေးလေးစားစားလုပ်ရဒီနှစ်ချက်ကိုမြတ်စွာဘုရားအဲ့ဒီမှာတောင်းဆိုကိုလုပ်နေတဲ့ဒီဒါနကောင်းမှုဟာကောင်းတဲ့အလုပ်ဖြစ်တယ်ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့အကြောင်းတရားဖြစ်တယ်လို့ဒါနကောင်းမှုရဲ့စွန့်ရည်တတ္တိကိုစိတ်ထဲကနားလည်ထားတာယုံကြည်ထားတာသိထားတာဒါကိုဘာခေါ်တော့တရားတရားနော်ယုံကြည်မှုနဲ့လုပ်တာအဲ့ဒီတရားတရားရှိမယ်ပြီးရင်ဒုလူဘဝတ္ထုကိုလည်းတန်ဖိုးမရှိလို့ဟာမလေးမစားဒါကိုပောက်ကရမလုပ်ဘူးအလူကံပုဂ္ဂိုလ်လည်းဒုပေးတာယူတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ထင်သေးတဲ့သဘောမျိုးမရှိဘူးပြီးတော့ကိုလုပ်တဲ့အလုပ်ကိုလည်းပဲတကယ်ဂယုတစိုက်ဒါဟာတန်ဖိုးရှိတဲ့အလုပ်ဆိုပြီးတော့လူဘဝတ္ထုရဲ့ပုံမှာရောအလူကံပုဂ္ဂိုလ်ရဲ့ပုံမှာရောကိုလုပ်နေတဲ့အလုပ်ရဲ့အပေါ်မှာရောအားလုံးရဲ့အပေါ်မှာတလေးတစားတန်ဖိုးထားပြီးတော့ဘာလို့ကြိုးစားရမယ်အဲ့ဒါဘာခေါ်တော့တက္ကိစ္စဒါနခေါ်တယ်အဲ့လိုယုံကြည်မှုနဲ့ယုံသိမှုနှစ်ခုခြံရံပြီးတော့လုပ်မယ်ဆိုရင်လူဘဝတ္ထုတန်ဖိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီလူကအလွန်တန်ဖိုးကြီးတယ်လို့ဟောတယ်ဒါလေးကသိတဲ့လို့ပုံပုံပြောပြတာဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားသူဝေလာမပုံနာကြီးဘွားတော်ကလှူဒါနကိုဘလောက်ရဲရဲရောရောကြီးကြီးကျယ်ကျယ်ပြုခဲ့တယ်ဆိုတာကိုတခဏတနာဟောတယ်မလှူဘူးတာမရှိရအောင်တော့လှူတယ်နော်ရွှေလင်ပန်းထဲမှာငွေတွေယတနာတွေထည့်ပြီးတော့လှူတယ်ငွေလင်ပန်းထဲမှာရွှေတွေယတနာတွေထည့်ပြီးတော့လှူတယ်အနည်းဝန်းကျင်မှာရှိတဲ့လူတွေလောက်ကင်စားတော့เสียမလိုလောက်အောင်တောင်သူလှူတယ်လို့ဆိုတယ်ဒါဘာလို့ဟောတာတုံးဆိုတော့ဒါနာကောင်းမှုတွေတစ်ခုနဲ့တစ်ခုရဲ့တန်ဖိုးကိုအရင်ဝေဖန်ပြခြင်းလို့အဲ့ဒါလေးကိုမြတ်စွာဘုရားတတ်သိအနေနဲ့ထုတ်ပြတာအဲ့ဒါငါဘုရားလောင်းဝေလာမပုံနာကြီးဖြစ်တုံးကအဲ့ဒါလိုတသက်လုံးကြီးကြီးကျယ်ကျယ်ခန့်ခန့်နာနာပြည့်ပြည့်စုံစုံလှူခဲ့တန်းခဲ့တဲ့ဒါနာကောင်းမှုအားလုံးတို့ဟာဟောဒီသာသနာတော်တွင်မှာသစ္စာလေးပါးကိုသိကြမြင်ကြတဲ့ဒသနတမ္ပရာယအမြင်နဲ့ပြည့်စုံကြတဲ့သောတပန်ပုဂ္ဂိုလ်တူတယောက်ကိုလှူရတဲ့အလှူလောက်တန်ဖိုးကြီးတာမဟုတ်ဘူးတဲ့နော်အလှူကံပုဂ္ဂိုလ်ရဲ့အဆင့်ကြည့်ပြီးတော့ဒါနာကောင်းမှုရဲ့တန်ဖိုးကွာသွားပုံကိုအရင်ဝေဖန်ပြတာသောတပန်ပုဂ္ဂိုလ်အယောက်တရားကိုလှူရတာတဲ့တဂရကံတူတယောက်ကိုလှူရတာပို့ပြီးတော့တန်ဖိုးကြီးတယ်အသိဉာဏ်မြင့်သွားလို့ဟုတ်လားတဂရကံတရားကိုတဲ့အနာကံတရားကိုအနာဂံတရားကိုတဲ့ယဟန္တာတယောက်ကိုယဟန္တာအပားတရားကိုတဲ့ပြည့်စေကဗုဒ္ဓတပါးကိုပြည့်စေကဗုဒ္ဓအပားတရားကိုတဲ့တမန်သမုဒ္ဒဘုရားတဆူကိုတမန်သမုဒ္ဒဘုရားတဆူကိုပေးလှူရတာတဲ့အဲ့ဒီဘုရားအမှုပြုတဲ့ယဟန်တန်ဃာကိုလှူရတာပို့ပြီးတော့တန်ဖိုးကြီးတယ်တန်ဃာချမ်းရံသွားတာအဲ့ဒီမှာဘုန်းတို့စိတ်ဝင်စားတဲ့ကောင်းတာကအဲ့ဒီဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုလှူတဲ့နေရာမှာလည်းပဲကျောင်းကိုစောက်လို့လှူဒန်းမယ်ဆိုလို့ရှိရင်ဒါဒါနကောင်းမှုတွေထဲမှာအထွတ်အထိပ်ဒါနကောင်းမှုဖြစ်တယ်ဆိုပြီးတော့ဒါနနဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့နေရာမှာအဲ့ဒီနာမှာအဆုံးသတ်တယ်စိတ်ဝင်စားတဲ့အကောင်းတာကလှူဝဲဝတ္ထုပါထည့်ပြောသွားတာစစရင်တော့ကလှူဝဲဝတ္ထုသိအရေးမကြီးဘူးလှူတဲ့တန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်စေတနာယုံကြည်မှုယုံသိမှုနှစ်ခုခြံရရမယ်ပြောတယ်ဒုတိယပါဆက်ပြောတော့အလှူကံပုဂ္ဂိုလ်အည်အသွေးမြင့်ဖို့ပြောတယ်တတိဌာနာထောင်နော်တတိယပါဆက်ပြောတော့လူဝဲဝတ္ထုကိုပါထည့်ပြောတယ်လူဝဲဝတ္ထုကဘာတော့ကြောင်းတယ်အဲ့ဒါဆိုလို့ရှိရင်တန်ဖိုးကြီးဆုံးဒါနကောင်းမှုပဲတဲ့အဲ့ဒါဆက်ပြီးတော့မှမြတ်စွာဘုရားကအဲ့ဒီကြတော့မှအဓိကကြတဲ့ကုသိုလ်တွေကိုဝေဖန်ပြတာကုသိုလ်တို့ရဲ့အဆင့်အတန်းတနည်းအားဖြင့်ကုသိုလ်တို့ရဲ့အည်အသွေးအနှိမ့်အမြင့်ဒါကိုပြောတာပေါ့နော်အဲ့ဒါလိုဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းဆောက်ပြီးတော့လှူရတန်းရတဲ့ကုသိုလ်ကောင်းမှုတွေမြတ်စွာဘုရားရဲ့ဂုဏ်ရည်သွေးမြတ်စွာဘုရားရဲ့သဘောတဘာဝမြတ်စွာဘုရားရဲ့နော်ဒီဂုဏ်ကျေးဇူးအည်အသွေးဒါတွေကိုသိမြင်နားလည်ပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိနော်တန်တရားဝိဒုက္ခကလွတ်ဖို့ဆိုရင်ဘုရားလွယ်လို့အကုသိုလ်မရှိဘူးဆိုတဲ့အမြင်နဲ့ဗုဒ္ဓတရဏဂုံမြတ်စွာဘုရားကိုအကုတယ်ပေါ့
နောက်ဓမ္မတရဏံကိစ္ဆာမိမလေးတံဖိုးလေးတံနိဗ္ဗာန်ပရိယတ္တိလို့ဆိုတဲ့စေတံသောတရားတွေဟာဒုက္ခလွတ်ဖို့အတွက်ဆိုရင်အာကိုရမယ့်အရာဖြစ်တယ်လို့သိမြင်တဲ့စိတ်နဲ့ဓမ္မတရဏံကိစ္ဆာမိလုပ်တယ်ဟုတ်လားပြီးတော့ဘာလို့တန်ခါတရဏံကိစ္ဆာမိအရိယာတန်ဃာတို့ရဲ့ဂုဏ်ကျေးဇူးကိုသိမြင်ပြီးတော့တန်တရားဝိဒုက္ခကလွတ်ဖို့ဒုက္ခငြိမ်းဖို့ဆိုရင်ဒါဟာအာကိုအာရပြုရမယ့်အရာလို့လောကမှာတန်ဖို့အကြီးမားဆုံးယရနာ၃မျိုးကိုသူသိမြင်နားလည်ပြီးတော့တရဏဂုံစောင့်တည်အဲ့ဒီအတိဥစည်းပြီးတော့စောင့်တည်လိုက်တဲ့တရဏဂုံဟာခုနတုန်းကဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းဆောက်ပြီးတော့လှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုတွေအထက်မှာသူရှိတယ်ရှင်းပြတာနော်တခါအဲ့ဒီတရဏဂုံ၃ပါးစောင့်တည်လို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုထက်၅ပါးသောသီလကိုကျင့်သုံးမယ်ကိုဘဝနေထိုင်စဉ်အတွင်းမှာဘယ်သူကိုမှမထိခိုက်စေရဘူးနော်သီလရဲ့သဘောလေးကိုအဲ့လိုရိုးရှင်းရှင်းလေးနားလည်ရမယ်သီလဒါနရဲ့ထက်မှာရှိတယ်နော်ဒါနကသူများကိုပေးတာသူများကိုချမ်းသာစေတာနော်သီလကဘာလို့သီလသူများကိုဒုက္ခမပေးတာဒုက္ခပေးနေလို့ရှင်ဒုက္ခပေးလေတိတ်ပြီးတော့ဒုက္ခပေးတာကြီးကပို့ပြီးတော့ဆိုးတာပေါ့ဒုက္ခမပေးဘဲနဲ့ရှောင်တာကဒုက္ခပေးတာတဲ့ပို့ပြီးတော့အရေးကြီးတယ်ဟောမှာလူတွေတယောက်နဲ့တယောက်မလှူလို့ဖြစ်နေတဲ့မပေးလို့ဖြစ်နေတဲ့ဒုက္ခတဲ့တယောက်နဲ့တယောက်ဒုက္ခပေးနေလို့ထိခိုက်စေတဲ့အတွက်ကြောင့်ဒုက္ခရောက်နေတာပို့ပြီးတော့များတယ်ဒါကြောင့်၅ပါးသီလကိုမြတ်စွာဘုရားဒေသနာတစ်ခုမှာအဘေယဒါနဘေးကင်းတဲ့အလှူတတ္တဝါတွေကိုဘေးကင်းစေတဲ့အလှူမင်းတို့ရဲ့အသက်ရှင်သန်ရေးအတွက်ကြောက်မနေနဲ့ငါဘယ်သူမှမတတ်ဘူးမင်းတို့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုအတွက်ကြောက်မနေနဲ့ဘယ်သူမှငါမတရားမယူဘူးကိုဒီဟူသောအကြောင်းကြောင့်လောကကြီးကိုဘေးမဖြစ်စေဘူးအလွန်လေးနဲ့တဲ့အဓိပ္ပာယ်ရှိတယ်ကိုချင်းသီလဒါကြောင့်တရဏဂုံဒါနတရဏဂုံရဲ့အထက်မှာသီလရှိနေနော်ဘဝမှာဘုန်းတို့လူတွေဟာကောင်းမြတ်မှုနဲ့နေကြတဲ့အခါမှာကိုအာတာယနေကြတယ်ချို့ကလည်းပေးပြီးတော့နေရတာကိုပြောတယ်ကောင်းပါတယ်ဒါလည်းတချို့ကြတော့လည်းဘယ်သူမှမထိခိုက်စေပဲနဲ့ကိုယ့်ကိုစောင့်စည်းမှုလေးနဲ့နေတယ်သူကတော့ပိုအဆင့်မြင့်တယ်နော်သီလနဲ့နေတာပြောတာအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကအဲ့ဒီ၅ပါးသောသီလကြောင့်ဖြစ်ပေါ်နေတဲ့ကုသိုလ်ကောင်းမှုထက်၅ပါးသောသီလကိုစောင့်ထိန်လို့ဖြစ်ရတဲ့ကုသိုလ်ကောင်းမှုထက်တတ္တဝအနန္တရဲ့ပုံမှာကောင်းသည်ဆိုးသည်မဝေဖန်မဲနဲ့မခံစားပဲနဲ့ဘာကြိုးမှလိုလားတောင့်တတဲ့စိတ်လည်းမရှိပဲနဲ့တက်ကောင်းစားချမ်းသာစေခြင်းနဲ့စိတ်ကလေးဒါပါခေါ်တော့မေတ္တာအဲ့ဒီမေတ္တာထားနိုင်ရင်အဲ့ဒီမေတ္တာပို့ပြီးတော့မြင်မာတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့ကောင်းမှုဖြစ်တယ်ဣဒံတရောမဟဖလံဒီကုသိုလ်ဟာဒီကုသိုလ်ထက်တာလွန်တဲ့အကျိုးပေးရှိတယ်ဣဒံတတောမဟဖလံမဟဖလဆိုတာအလွန်ကြီးမားတဲ့အကျိုးရလဒ်ကိုပြောတာမေတ္တာတရားသီလရဲ့ထက်ရောက်သွားပြီနော်အဲ့ဒါမေတ္တာတရားကိုကျတော့သူကဝိသေသနာလေးနဲ့ခေါ်တယ်ဂန္ဒောဟနမတ္တံပိမေတ္တာစိတ်တံပါဝေယဂန္ဒောဟနမတ္တံပိဆိုတာနန္တာတရှုတရှိုက်ခန့်ကာလမြတ်ခုနတုန်းကတန်ဃာတော်တွေအစင်းစင်းလူခဲ့တန်းခဲ့တာကုသိုလ်တွေကိုမမေ့နဲ့သိလားအဲ့ဒီကနေအစင်းစင်းတက်လာတယ်နော်ဒါနကောင်းမှုအလုံးတို့ထက်တရဏဂုံထက်သီလရဲ့အထက်မှာပါတော့မေတ္တာကိုဘလို့အထုပြုဟောတော့နန္တာတရှုတရှိုက်ခန့်ကာလမြတ်ကျိန်ဖန်များစွာပွားများမယ်ဆိုရင်တော့ဘယ်ပြောပေါ်ရရှိမလို့ဆိုတာပြောတာနန္တာတရှုတရှိုက်ခန့်မြတ်ဖြစ်လျက်တဲ့ဒီကြည်လင်တန်ရှင်းတဲ့အပြစ်ကင်းတဲ့မေတ္တာစိတ်ဓာတ်လေးရဲ့စွမ်းအားဟာဆိုတော့ဘုရားမှုရှိတဲ့ယဟန်တန်ကိုအကြောင်းကြီးဆောက်ပြီးလှူရတန်းရတဲ့ကုသိုလ်ရဲ့အထက်မှာဘယ်နှဆင့်တောင်ကျော်နေတော့2ဆင့်တောင်ကျော်နေတယ်သဘောပေါက်ရနော်ဒါနရဲ့အထက်မှာတရဏဂုံနဲ့သီလပြီးတော့မှမေတ္တာဟုတ်လားအဲ့ဒါဆက်ပြီးတော့နောက်ဆုံးကုသိုလ်ကောင်းမှုတို့ရဲ့နော်အည်အသွေးအနေအမြင့်ကိုတိုက်တာပြတဲ့နေရာမှာနောက်ဆုံးအနေနဲ့မြတ်စွာဘုရားဘာဟောတော့ဆိုတာအဲ့ဒါလောက်ကြီးမားတဲ့ကောင်းကျိုးကိုဖြစ်စေတဲ့မေတ္တာတရားထက်တာလွန်တဲ့ကောင်းမှုရှိသေးတယ်အဲ့ဒီတာလွန်တဲ့ကောင်းမှုကဘာတော့ဆိုတော့အနိစ္စတင်ညာတဲ့ဟုတ်လားအနိစ္စတင်ညာစကားလုံးနှလုံးပေါင်းတာနော်အနိစ္စဆိုတာမတည်မြဲတာတင်ညာဆိုတာအမှတ်ရတာဒီစကားလုံးတွေရဲ့အဓိပ္ပာယ်သိတယ်မဟုတ်လားဝေဒနာကဘာတော့ခံစားတာတင်ညာကဘာတော့အမှတ်ရတာသင်္ခါရကဘာတော့ပြုလုပ်စေဆိုတာဟုတ်လားတင်ညာဆိုတာအမှတ်ရတာဩမတည်မြဲပါလားလို့အမှတ်ရတာအလွန်ရင့်ကျက်တဲ့ဝိပဿနာဉာဏ်အဆင့်ထိရောက်မှအနိစ္စတင်ညာဖြစ်တယ်လို့ဆိုလိုတာမဟုတ်ဘူးအပေါ်ယံလောက်သိရင်လည်းပဲအနိစ္စတင်ညာထဲမှာအကျုံးဝင်တယ်ဒါကြောင့်သူမှန်ကြည့်လိုက်လို့ဩငါရဲ့နှုတ်ပြုံမှုတွေမရှိတော့ပါလားအနိစ္စတင်ညာထဲအကျုံးဝင်သွားတယ်နော်နေထိုင်မကောင်းဖြစ်လို့ဩငါရဲ့နေသာထိုင်သာရှိခဲ့တဲ့အနေထားလေးတွေပျောက်ခဲ့ပါပေါ့လားဒါပါဖြစ်တော့အနိစ္စတင်ညာဟုတ်လားရှုခင်းတစ်ခုကိုတွေ့တယ်မနှစ်ကနဲ့မတူပါလား
အဲ့ဒါဒီမရှိတော့ပါလားဒါပါတော့အိဋ္ဌပညာနော်ဟုတ်လားနောက်ဆုံးအိဋ္ဌပညာအဆင့်ကတော့အမျိုးမျိုးရှိမယ်ပေါ့တခဏတိုင်းပြောင်းလဲပြီးဆုံးလိုက်နေတဲ့သဘောကိုသိရင်တော့အလွန်အဆင့်မြင့်တဲ့အိဋ္ဌပညာဖြစ်သွားဟုတ်လားမြင်တိုင်းနောက်ထပ်မြင်နေတာအခုမြင်တဲ့ဟာမဟုတ်ဘူးအခုမြင်တဲ့သဘောမဟုတ်ဘူးဒီမြင်တဲ့ယူပါယုံပြက်သွားတာကိုပြောဖို့ကလည်းခက်တယ်အဲ့လိုဆိုရင်မြင်စိတ်ကလေးကိုလည်းပြောကြည့်မြင်တဲ့စိတ်ဟာအခုမြင်တဲ့စိတ်ဟာနောက်ထပ်အခုမြင်တဲ့စိတ်မဟုတ်တော့ဘူးဟုတ်လားလူလေးလှည့်လိုက်တာနဲ့ကိုပြရတယ်ဆိုတာအရင်ထင်ရှားရနော်ဒီနားမြင်တဲ့ခါမှာဖြစ်တဲ့မြင်စိတ်နဲ့ဒီလိုလေးလှည့်လို့မြင်တဲ့ခါမှာဖြစ်တဲ့မြင်စိတ်အတူတော့ဒီလိုကြည့်တော့မှနာယီမြင်နေရတယ်နာယီမြင်တော့နာယီမြင်စိတ်ပေါ့တကားပေါက်ကြည့်လိုက်တော့တကားပေါက်ကြည့်တဲ့မြင်စိတ်ပေါ့လုံးဝကွဲပြားနေနော်ဟိုကြည့်လိုက်တာနဲ့ဟိုကြည့်ခဲ့လို့ဖြစ်ခဲ့တဲ့မြင်စိတ်ဟာမရှိတော့ဘူးအတန်ကြတော့ပို့ပြီးတော့ထင်ရှားတယ်နော်အတန်ကြတော့ရမ်းထင်ရှားတယ်ကြားပြောက်ပဲနောက်ထပ်ဖြစ်နေတယ်အဲ့ဒါလေးတွေကိုသတိထားနေအမျက်ဆုံးကုသိုလ်ကိုဘုန်းဘုန်းတို့လောက်ရရောက်နေတယ်နော်ဓမင်းစားတဲ့အခါလည်းအမျက်ဆုံးကုသိုလ်ဖြစ်အောင်လို့တောက်လျှောက်ပျောက်လိုက်နေတာပဲရှားပေါ်မှာအရသာတစ်မျိုးပြီးတစ်မျိုးပျောက်လိုက်နေတာပဲဟုတ်လားကိုယ်အတွေ့အထိခန္ဓာကိုယ်အာယုံစိုက်ကြည့်လိုက်ဟိုလိုလေးလှည့်လိုက်ဒီလိုလေးလှည့်လိုက်ဟိုလိုလေးဖြစ်လိုက်ဒီလိုလေးဖြစ်လိုက်သိကြတာတပါတော့ဖြစ်ပြီးတော့မရှိတော့ဟုတ်တယ်အဘာဝတော့ဖြစ်ပြီးတော့မရှိတော့အဲ့ဒီမရှိတော့ဘူးလို့သိတဲ့အတိကလေးကဒီမှာတန်ဖိုးကြီးဆုံးကုသိုလ်ဖြစ်နေတယ်အဆန်လည်းကုန်စရာမလိုဘူးနော်မရှိတော့ဘူးလို့သိဖို့လိုတယ်ဘာလေးပဲဖြစ်ပြီးရင်မရှိတော့ဘူးလို့သိဖို့လိုတယ်အဲ့ဒါလိုပဲကိုယ့်ရဲ့အတွေးတွေကောင်းဆိုမျိုးတွေးနေတာရှိတယ်အဲ့ဒီအတွေးလေးတွေကိုလည်းပြန်ပြီးတော့မလုပ်ဖို့လို့စီစစ်ကြည့်ရတွေးပြီးဖြစ်ပြီးမရှိတော့ပါလားသူတို့လည်းဘာမှမရေရပါလားဘယ်နှမျိုးပြောတော့6မျိုးလောကဆိုတာဒီ6မျိုးဖြစ်နေတာကိုလောကလို့ခေါ်တာနော်ဟေမောတတုတ်တန်တဲ့ဒီနေ့ကျမှဟောရအောင်အလွန်ကောင်းလုံးငယ်တုန်းကအလွတ်ဆောင်ထားတာရှိတယ်နော်ဓမ္မစကြာမဟောခင်တည်းကစဟေမောတတုတ်တန်ဆိုတာရှိတယ်ဟေမောတနမင်းနဲ့တတဂိရိနမင်းတို့ရဲ့အကြောင်းဟုတ်လားမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေအဲ့ဒီမှာလောကဆိုတာဘာကိုခေါ်တာတုံးလို့မေးတော့မြတ်စွာဘုရားလောကဆိုတာဒီ6မျိုးဖြစ်နေတာကိုလောကလို့ခေါ်တာမြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေးထီမှုတွေးကြံမှုဟုတ်လားဒါတွေဖြစ်နေတာပါခေါ်တော့လောကအဲ့ဒီလောကဖြစ်တိုင်းလောကဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုလည်းပါတော့လှုပ်စတိပလှုပ်စတိတိလောကောနော်ဖယိုဖယပြိုကွဲပျက်စီးနေလို့လောကလို့ပြောတာပဂရိမျက်စိနဲ့ကြည့်ရင်တော့ဖယိုဖယပြိုကွဲပျက်စီးနေတာတိတ်မမြင်ရဘူးမထင်ရှားဘူးတကယ်ဉာဏ်မျက်စိနဲ့ကြည့်ရင်အမြဲတမ်းသဘာဝတရားအလုံးဟာအလုံးဟာဝေယုံသုံးကားသွားနေတာအထူးသဖြင့်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်ရင်ပိုထင်ရှားတယ်တစ်ပင်လေးတွေကြည့်ရင်လည်းဘုံဘဝစိတ်ဝင်စားတယ်တစ်ပင်လေးတွေကတလားလောက်နေရင်မတူတော့ဘူးလေသူ့ရဲ့ပုံစံဟောပါအရွက်တွေပါတယ်အကုန်လုံးမတူတော့ဘူးပြောင်းလဲမှုရှိတယ်ပြီးခဲ့တဲ့တလားနဲ့အခုချိန်နဲ့အမြဲတမ်းပြောင်းလဲမှုရှိတယ်အဲ့ဒါပါတော့အချိန်တိုင်းသူဟာပြောင်းနေတယ်တဲ့တဲ့ဓာတ်ဟာအမြဲတမ်းတိုးတက်တဲ့ရွယ်ဆိုရင်လည်းတိုးတက်မှုနဲ့ပြောင်းနေတယ်ပေါ့ဟုတ်လားလှိုင်းတစ်ခုလိုပဲသူအပေါ်တက်သွားတယ်ပြီးရင်ပြန်ကျထာဝရရှင်နေတဲ့တစ်ပင်လိုလည်းမရှိဘူးသူတို့ရဲ့အတွင်းထဲမှာအမြဲတမ်းပြောင်းလဲနေတဲ့သဘောကိုဘုန်းဘုန်းတို့ကစိတ်နဲ့ကြည့်မယ်ဆိုရင်မမြင်နိုင်ဘူးလားသိနိုင်တယ်မျက်စိနဲ့တော့မမြင်ရဘူးနော်အဲ့ဒါထက်ပိုပြီးတော့ကြောက်မက်ဖွယ်ရကောင်းတဲ့ပြောင်းလဲမှုနဲ့ပြောင်းလဲနေရတော့ကိုယ့်ဘဝကိုယ်ခန္ဓာကိုယ်ကြီးပဲအမြဲတမ်းပြောင်းလဲနေတယ်လေအဝင်ထွက်နဲ့လည်းပဲပြောင်းလဲမှုဟာထင်ရှားတယ်အစာအဝင်ထွက်နဲ့လည်းပြောင်းလဲမှုဟာထင်ရှားတယ်ရေအဝင်ထွက်နဲ့လည်းပြောင်းလဲမှုဟာထင်ရှားတယ်အချိန်တိုင်းတကယ်ကိုမှဝေယုံသုံးကားဟုတ်လားသွေးတွေလှက်ပတ်နေတာကိုအလွန်ကောင်းတဲ့ကင်မရာနဲ့ရိုက်ပြမဆိုကြောက်တောင်ကြောက်သွားမယ်ကိုယ့်ဘဝကိုယ်ခန္ဓာကိုယ်ကြီးဟုတ်လားအဲ့တော့ဘာတွေတုံးလို့မေးလို့ရှိရင်အကုန်လုံးဟာပြောင်းလဲနေတယ်ပြီးဆုံးလိုက်နေတယ်ဟုတ်လားအဲ့ဒီသဘာဝလေးဟာအလွန်မှန်ကန်တဲ့သဘာဝတရားအဲ့ဒါကိုမြင်လို့ရှိရင်အမှန်ကိုသိလို့ဖြစ်တဲ့စိတ်ကလေးဟာပါတော့ကုသိုလ်စိတ်ပဲအဲ့ဒါပါခေါ်တော့အိဋ္ဌသင်ညာအဆင့်အမျိုးမျိုးရှိမယ်နော်မြင်ရတာကြားရတာတွေအကုန်လုံးကိုအခြေခံပြီးတော့ပြောင်းလဲနေပါလားဖြစ်ပြီးတော့မရှိတော့တဲ့သဘောတွေပါလားလို့သိနိုင်တော့အကောင်းဆုံးပေါ့ဟုတ်လားကျန်တာတွေကိုလည်းဘုံဘုံတို့အကျဉ်းမြင်သုံးသပ်နိုင်ရမယ်ဘာပဲဖြစ်ဟုတ်လားဘယ်သူကိုမြင်နေဩငိုတော့နဲ့မတူတော့ပါလားသွားဒိဋ္ဌိရအောင်သွားဒါဟာအမျက်ဆုံးကုသိုလ်ဆိုတဲ့အသိရှိလို့ရှိရင်ရချင်မှာပဲနော်ဒိဋ္ဌိရအောင်သွားမြတ်စွာဘုရားအလွန်ဖြစ်စေခြင်းတာအဲ့ဒီအမျက်ဆုံးကုသိုလ်ကိုမြတ်စွာဘုရားဝိသေသနာဘလို့လေးမှာပြီးတော့ပြောတော့မေတ္တာကြတော့ကန္တောဟနမတ္တံပိနန္တာတရှုတရှိုက်ခံမြအိဋ္ဌသင်ညာဟောတော့ဣစ္ဆရာသင်္ကတမတ္တံပိလက်ဖြစ်တဲ့ဒီခံကာလများနော်အချိန်ကာလအကြာကြီးမမြဲမှုကိုသိနေတယ်ဆိုရင်ဘယ်ပြောဝယ်ရရှိမလို့သူတို့ကအနှဲငယ်မြပြင်ဖြစ်တော်လည်းပဲအလွန်စွမ်းထက်တယ်ပေါ့
ရွှေဆိုရင်ဘုံတို့လက်ထိလက်မလောက်ဆိုရင်ကိုဒါပါတော့အများကြီးသုံးရတယ်ပေါ့နော်တန်ဖိုးတွေရဲ့သဘောကိုပြောပြတာဟုတ်လားအဲ့တော့ဒီအနိစ္စတင်ညာရဲ့တန်ဖိုးကိုဘုံတို့ကနားလည်ထားမယ်မြတ်စွာဘုရားရဲ့တမ္ပယုဒ္ဒဉာဏ်ကိုယုံကြည်သောအဖြစ်ဒါအလွန်အကျိုးပေးကြီးမားတဲ့ကုသိုလ်ထဲလို့နားလည်ထားမယ်ဆိုရင်သူ့ကိုဘုံတို့မျက်နှိုးမှာပဲရအောင်လုပ်မှာပဲဟုတ်လားရအောင်လုပ်မယ်ဆိုရင်လည်းမြင်တိုင်းကြားတိုင်းရနိုင်တာပဲဘာလို့ပဲမြင်ဘာလို့ပဲကြားရနိုင်တာပဲမြတ်စွာဘုရားဒါကိုအလွန်ရစေခြင်းရစေခြင်းအကြောင်းကိုဘလောက်ထင်ရှားစေတယ်လဲဆိုတာကိုနော်ဘလောက်သိတာတဲ့တုတ်တန်လေးတစ်ခုသိတဲ့တုတ်တန်လေးတစ်ခုဘုံပြောပြမယ်အဲ့တုတ်တန်ကိုကြည့်လိုက်ရင်ဘလောက်သိတာတယ်လဲဆိုတာတွေ့ရလိမ့်မယ်အဲ့ဒီတုတ်တန်ဘာလို့ဆိုဝေပုံလပပဒတုတ်တန်အခုဝေလာမတုတ်တန်ပြီးသွားပြီဒီတင်ရက်သွားတာငါကုသိုလ်ကောင်းမှုတွေမှာအမြတ်ဆုံးကုသိုလ်ဟာအိဋ္ဌသင်ညာသူ့ထက်မြတ်တာလောကီနယ်မှာမရှိတော့ဘူးဟိုဘက်လောကုတ္တရာနယ်ရောက်သွားတယ်မဲ့ဉဏ်ရမှသူ့ထက်ပဲမြတ်တဲ့ကုသိုလ်ရမယ်နော်အဲ့ဒါတော့လောကုတ္တရာကုသိုလ်အဲ့တော့ဝေပုံလပပဒတုတ်တန်ကိုကြည်လိုက်လို့ရှိရင်မြတ်စွာဘုရားဒီမတည်မြဲမှုကိုဘလောက်မြင်စေခြင်းတလဲအရာရာကိုဒီအမြင်နဲ့ချင်းကပ်စေခြင်းအရာရာဒီအမြင်ရှိစေခြင်းအသေးစိတ်ကလေးမြင်တဲ့အမြင်မှကိုတန်ဖိုးထားတာမဟုတ်ဘူးနော်ဆိုကြပါစို့ခုနကတော့ဘုန်းပြောခဲ့တယ်ရှုခင်းလေးတွေကြည်တယ်ဘယ်သူ့ကိုမြင်တယ်ဘယ်ဝါကိုတွေ့တယ်ဘာကြားတယ်ဘာတွေဖြစ်နေတယ်အဲ့ဒါတွေထဲမှာဘုန်းတို့အတွက်ထုတ်ယူနိုင်မယ်ဆိုရင်အမြတ်ဆုံးကုသိုလ်ကိုရနိုင်တယ်အဲ့ဒါပါတော့မမြဲဘူးမရှိတော့ပါလားသောသောဟာမဟုတ်တော့ပါလားဘောပြောင်းလဲနေပါလားဒါကိုသိဖို့ပေါ့နော်ပြောင်းလဲမှုပေါ့ဟုတ်လားဘယ်ဟာမှယက်တည်နေတာမဟုတ်ဘူးဆိုအဲ့ဒါကိုထင်ရှားအောင်ဘုန်းတို့အဲ့ဒီဝေပုံလပပဒတုတ်တန်ကိုအကျဉ်းမြင်လေးနားထောင်ကြည့်မယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဝေပုံလပပဒတုတ်တန်ကိုနိဒာနဝကတန်ယုတ်ပါဠိတော်မှာနမတကတန်ယုတ်ထဲမှာမှတ်တမ်းတင်ထားတယ်ဘယ်လိုလေးစပြီးတော့ဟောတော့အနမတကောယံဘိက္ခွေတန်တာတော့ပုဗ္ဗကောတိနပညာယတိအဝိဇ္ဇာနိဝရဏနာတတ္တနာတဏတန်ယောဇနာနာတန္တဝတံတန္တရတံယဟန်တို့တဲ့နော်ဒီတတ္တဝါတွေဟာအလွန်ရှည်လျားတဲ့အနမတကောယံနော်အစမထင်ရှားလောက်အောင်ကိုထင်ရှည်လျားတဲ့ဘယ်တော့မှစတယ်လို့ပြည့်ညက်လို့တတ်မှတ်လို့မရနိုင်လောက်အောင်ရှည်လျားတဲ့အချိန်ကာလကစပြီးတော့ဘဝတွေဖြစ်နေတာအောက်လို့ဘဝတွေကဖြစ်ခဲ့တာတော့အဝိဇ္ဇာနိဝရဏနာတတ္တနာတဏတန်ယောဇနာနာနှစ်ခုပြောတယ်အဝိဇ္ဇာဆိုတာမသိမှုနိဝရဏဆိုတာဖုံးထားတာကိုပြောတာတတ္တဝါတွေရဲ့စိတ်ကိုဘာဖုံးထားတော့ဆိုမသိမှုကဖုံးထားတယ်တဲ့ဟုတ်လားဖြစ်နေတာကတစ်မျိုးကိုထင်နေတာသိနေတာကတစ်မျိုးဒါဘာခေါ်တော့အဝိဇ္ဇာဟုတ်လားအဲ့ဒါလိုလွဲမားတဲ့အသိတွေနဲ့နေလာတာအဲ့ဒါကိုစိတ်ကိုဘာဖုံးတယ်ခေါ်တော့အဝိဇ္ဇာဖုံးတယ်အဲ့လိုအဝိဇ္ဇာနိဝရဏနာပြီးတော့ပါတော့တဏတန်ယောဇနာနာဟောတဏကျတော့တန်ယောဇဉ်လို့သုံးတယ်နော်တန်ယောဇနာဆိုတော့ဘာလို့ခြီးထားတာတုတ်ထားမမောမှုနဲ့ဘုံဘုံတို့ရဲ့စိတ်လေးကအချီတုတ်ခံထားရတာမမောမှုနဲ့ဘုံဘုံတို့တွေဟာတွဲချီခံထားရတာဒါကြောင့်ဒုက္ခနဲ့လည်းတွဲချီခံထားရတာမလွတ်ဘူးဟုတ်လားအဝိဇ္ဇာကိုသုံးတာကျတော့နိဝရဏလို့သုံးတယ်နော်စိတ်ဝင်စားတဲ့အဲ့အသုံးလေးတွေကကောစားဘုံဘုံစိတ်ဝင်စားသိနေတယ်မတိမှုနဲ့ဖုံးလွှမ်းခံရတယ်နော်မမောမှုနဲ့ချီနှောင်ခံရတယ်ဘယ်သူတော့စိတ်ကလေးဟုတ်လားဒီစိတ်ကလေးကဇာချဲ့နေတာနော်ဒီစိတ်ကလေးကမတိမှုနဲ့ဖုံးလွှမ်းခံရတယ်မမောမှုနဲ့ချီနှောင်ခံရတယ်အဲ့ဒါကြောင့်မလို့တတ္တဝါတွေကဘလောက်ကာလကြာခဲ့ပြီလို့ပြောလို့မရတော့အောင်ရှည်လျားတဲ့တန်တရားတစ်လျှောက်လုံးနေကြီးမြင့်ကြီးစုံကြီးစမ်းကြီးနဲ့တခါတည်းလာနေကြတာအခုလည်းဆုံးပြီလားဆိုတော့မဆုံးသေးဘူးရှေ့အနာဂတ်ခီးကိုမျှောကြည့်ရင်လည်းပဲဒီအဝိဇ္ဇာနဲ့ဖုံးထားသမျှတဏှာနဲ့ချီထားသမျှသူသွားအောင်ပါကန့်သက်ချက်မရှိဘူးဟုတ်လားဒီအကြောင်းတရားကိုဘုန်းတို့မဖြစ်စည်းနိုင်သေးသမျှသွားအောင်ပါနော်ဒါမို့ဒီဟာကိုရက်ချင်တယ်မသွားချင်ဘူးဆိုရင်အဝိဇ္ဇာအဖုံးကိုဖွင့်နိုင်အောင်ကြိုးစားနော်တဏှာချီထားတာကိုဖြတ်နိုင်အောင်ကြိုးစားသိလားအဝိဇ္ဇာနဲ့တဏှာမှာဘယ်သူကပို့ပြီးတော့ရင်းခံကြမလို့ထင်တော့အဝိဇ္ဇာပေါ့ဟုတ်လားမသိလို့သာလင်လွယ်လွယ်မှာမမောနေကြတာမသိမှုကိုသာသိမှုဖြစ်အောင်လုပ်ကြပါသိမှုဖြစ်သွားတာနဲ့တော့ဘာဖြစ်သွားမှာတော့တန်ရောစဉ်သဘောကခန့်ချောက်သွားမှာဟုတ်ရဲ့လားအဲ့ဒီလိုလေးမြတ်စွာဘုရားစတာဒီတတ္တဝါတွေဟာမသိမှုနဲ့ဖုံးတာတန်ရောစဉ်နဲ့ချီထားတာဒါကြောင့်မလို့သူတို့ကဘလောက်ကြာပြီလို့ကိုပြောလို့မရလောက်အောင်ကြာခဲ့တဲ့ကာလတစ်လျှောက်လုံးလာနေတာနောက်လည်းဘလောက်ကြာအောင်ပဲမသိသေးဘူးတန်တရားခီးကိုအဲ့လိုသွားနေကြတာအဲ့ဒါလိုလေးမြတ်စွာဘုရားစကားနေတန်းလေးချီပြီးတော့နော်ခမိုင်းမိုင်းမြင်နေရတဲ့ဝေပုံလပပတတောင်ဝေပုံလတောင်ဘုန်းတို့ရာသီတုတ်တန်ရာသချိုမှာဟောတာပေါ့နော်ရာသချိုမြို့ကတောင်၅လုံးရန်ထားတာရှိအဲ့ဒီ၅လုံးသောတောင်တွေထဲမှာဝေပုံလတောင်ဆိုတာတောင်တစ်လုံးပေါ့အဲ့ဒီဝေပုံလတောင်မြတ်စွာဘုရားညွန်ပြပြီးတော့စောစောကပြောခဲ့တဲ့အရာအလုံးဟာပြောင်းလဲနေတာပါလားဆိုတဲ့
အနိစ္စတင်ညာအမြင်ကလေးကိုရသော်ဘုရားတန်ဖိုးထားလို့အဲ့ဒါလေးဖြစ်အောင်ပြောတာယဟန်တို့တဲ့ဒီဝေပုံလတောင်ကြီးကိုကြည်စမ်းပေါ့နော်ဒီဝေပုံလတောင်ကြီးကဟောဒီကဘာရဲ့အစပိုင်းလောက်မှာနော်သူကပါတော့ဆိုပါဠိနာဝန္တလို့အမည်ရခဲ့တယ်တဲ့အဲ့ဒီတုန်းကဒီတောင်ရဲ့နာမည်ကဝေပုံလမဟုတ်လူတွေကဒီတောင်ကြီးကိုပါဠိနာဝန္တလို့ခေါ်ကြတာဟုတ်လားအဲ့ဒီတောင်ကြီးကအဲ့ဒီတုန်းကဘလောက်များမြင့်လဲဆိုလို့ရှိရင်တဲ့တောင်ထိပ်ကိုရောက်ချင်၄ရက်တက်ရတယ်အောက်ပြန်ဆင်းရင်၄ရက်ဆင်းရတယ်အမြင့်ကြီးပေါ့အဲ့ဒီတုန်းကလူမျိုးနွယ်တွေကိုဘာခေါ်ဆိုတီဝရမျိုးနွယ်တီဝရလူမျိုးတွေလို့ခေါ်ကြတယ်အဲ့ဒီပါဠိနာဝန္တတောင်ကြီးရဲ့ဝန်းကျင်မှာနေကြတဲ့လူတွေကတီဝရလူမျိုးတွေပေါ့ဟုတ်လားအဲ့တော့သူတို့ရဲ့အသက်ကလည်းရှည်လိုက်တာ4000တောင်ရှိတယ်ဒါဒီကဘာမှာဒီကဘာရဲ့အစပိုင်းမှာပေါ့နော်ဒီဝဘုံလာတောင်ကြီးဟာတီဝရပါဠိနာဝန္တလို့အမည်ရတယ်ဒီတောင်ကြီးရဲ့ဝန်းကျင်မှာနေကြတဲ့လူမျိုးနွယ်တွေကတီဝရမျိုးနွယ်တွေအသက်က4000ရှိတယ်တောင်ကြီးက4ရက်တက်ရတယ်4ရက်ဆင်းရတယ်အဲ့ဒီတုန်းကဒီကဘာလောကမှာကောက်ကုတန်ဆိုတဲ့မြတ်စွာဘုရားပွင့်ခဲ့တယ်ဒီကဘာမှာပထမဆုံးပွင့်တဲ့ဘုရားပေါ့နော်အဲ့ဒီကောက်ကုတန်မြတ်စွာဘုရားပွင့်တော့ကောက်ကုတန်မြတ်စွာဘုရားရဲ့လက်ရရံနဲ့လက်ဝဲရံကဝိဒုရနဲ့တိန်စီဝဟုတ်လားဝိဒုရနဲ့တိန်စီဝဆိုပြီးတော့ရှိခဲ့လားအဲ့ဒါမြတ်စွာဘုရားဒီကဘာဥအစကတမိုင်းလေးကိုပြန်ပြောတာပေါ့နော်အဲ့ဒါလိုပြောပြီးတော့မြတ်စွာဘုရားဘာပြောတော့အဲ့ဒီပြောတဲ့စကားလေးကမှတ်သားစရာပေါ့နော်ပတ္တထဘိက္ခဝေတာစီဝိမတ္တတမေညာယဟန်တို့ကြည်စမ်းပါပတ္တထကြည်စမ်းပါဘာနဲ့ကြည်ခိုင်းဉာဏ်နဲ့ကြည်ခိုင်းတာတာစီဝိမတ္တပတ္တတမေညာအန္တရဟိတာအခုအဲ့ဒီတုန်းကပါဠိနာဝန္တလို့အမည်ရခဲ့တဲ့တောင်ကြီးရဲ့ပါဠိနာဝန္တဆိုတဲ့နာမည်ဟာကွယ်ပြောက်သွားပြီဘယ်သူမှမသိတော့ဘူးတဲ့ဒါမြတ်စွာဘုရားကညံနဲ့ကြည့်ပြီးတော့ပြန်ပြောတာဘယ်သူမှဒီတောင်ကြီးကတခြင်းကပါဠိနာဝန္တလို့အမည်ရခဲ့တယ်လို့နာမည်လေးတောင်ဘယ်သူမှမသိတော့ဘူးဟုတ်လားတေသမနုဿာကာလင်္ကတာအဲ့ဒီတုန်းကနှစ်ပေါင်း4000ရှိလျားကြတဲ့တိဝရမျိုးနွယ်တွေအကုန်လုံးသေသွားကြပြီတကောင်တမိမှမကြမ်းတော့ဘာမှမရှိတော့ဟုတ်လားသောစာဘကွာပြိဋိနိဗ္ဗူတော်တဲ့အဲ့ဒီတုန်းကကိလေသာခသိငြိမ်းတော်မူတဲ့နတ်ကောက်ကုတ္တမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလဲပြိဋိနိဗ္ဗာန်ဆန်းသွားကြပြီသူ့ရဲ့တပည့်ဖြစ်တဲ့ယဟန္တာရှင်မြတ်တွေလဲပြိဋိနိဗ္ဗာန်ဆန်းသွားကြပြီကြည်ခိုင်းတာညံနဲ့ဟုတ်လားအဲ့ဒီတုန်းကဘာမှမရှိတော့ဘူးပေါ့ဆိုလိုတာအဲ့ဒါလိုကြည်ခိုင်းပြီးတော့မြတ်စွာဘုရားဒီတဘာဝလောကကြီးရဲ့အနေအထားမှန်လေးကိုစကလုံး၃လုံးလေးနဲ့ပြောတယ်ဧဝံအိဋ္ဌာဘိက္ခဝေသင်္ခါရဧဝံအတ္တဝဘိက္ခဝေသင်္ခါရဧဝံအနတ္တတိကဘိက္ခဝေသင်္ခါရအနေစာအတ္တဝအနတ္တတိကဘိက္ခဝေယဟန်တော်တို့ဧဝံဤသို့ဤပုံသင်္ခါရတရားတို့သည်အနိစ္စမမြဲကြလေကုန်စွာတကားဘိက္ခဝေယဟန်တော်တို့ဧဝံဤသို့ဤပုံသင်္ခါရတရားတို့သည်အတ္တဝမခိုင်မာကြလေကုန်စွာတကားဘိက္ခဝေယဟန်တော်တို့ဧဝံဤသို့ဤပုံသင်္ခါရတရားတို့သည်အနတ္တတိကမတ္တတာကြလေကုန်စွာတကားစကားဘယ်နှလုံးတော့၃လုံးအိဋ္ဌာဆိုတာမမြဲဘူးပြောင်းလဲနေတာကိုပြောတာအတုဝဆိုတာခိုင်မာကြီးတိဆောက်ထားတာမဟုတ်ဘူးပြိုပြက်လွယ်တဲ့တရားတွေပေါ့နော်ခိုင်မာမှုမရှိဘူးအနတ္တတိကဆိုတာတတောင်တက်တာဖြစ်နေတဲ့တရားတွေမဟုတ်ဘူးမသက်မတာဖြစ်နေတဲ့တရားတွေတဲ့သင်္ခါရတရားတွေဆိုတာဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဗာပြောတော့ယာဝရှိတံဘိက္ခွေလမေဝတပ္ပသင်္ခါရေတုနိဗ္ဗိန္တိတုအလံဝိရိစိတုအလံဝိမုတ်ရှိတုဘုန်းတို့ပြောနေတာခဏခဏကြားအောင်နော်ယာဝရှိတံဘိက္ခွေလမေဝတပ္ပသင်္ခါရေတုဘိက္ခွေယံတော်တို့တပ္ပသင်္ခါရေတုအလုံးစုံသောသင်္ခါရတရားတွေရဲ့ပုံမှာနိဗ္ဗိန္တိတုညီးငွေခြင်းကအလမေဝသင်္လာတိသာဒီလိုပဲပျောက်ပြီးတော့သွားနေတဲ့သဘောလေးကိုမြင်ပြီးတော့ဒါတွေကမကောင်းတဲ့သဘောတွေပါလို့ဒါတွေရဲ့ပုံမှာညီးငွေတဲ့စိတ်ဖြစ်တဲ့တဲ့ဒါတော့တိုက်တွန်းချက်ပေါ့နော်အလမေဝတပ္ပသင်္ခါရေတုသင်္ခါရတရားတွေရဲ့ပုံမှာနိဗ္ဗိန္တိတုညီးငွေခြင်းကအလမေဝသင်္လာတိသာဒီအလံဝိရစိတုဝိမုတ်စိတုအလံဝိရစိတုဆိုတာဆွဲမဲ့မှုကင်းခြင်းကအလံသင်္လာတိသာဒီဒါတွေရဲ့ပုံမှာဆွဲနေတယ်မျက်နှိုးနေတဲ့သဘောတွေဖေရှားခြင်းကတင့်တယ်ဟုတ်လားအလံဝိမုတ်စိတုနော်လွတ်မြောက်ခြင်းကအလံသင်္လာတိသာဒီဒါတွေကနေလွတ်သွားဖို့ဒီစိတ်ကလေးဟာဒီဟာတွေရဲ့ပုံမှာတွေ့တာမမောတဲ့သဘောတွေကိလေသာတရားဖြစ်နေတာလေကိလေသာရဲ့လက်ကနေလွတ်ဖို့ပေါ့အဓိကဟုတ်လားဒါတွေကနေလွတ်မြောက်ခြင်းကတင့်လာသေးတာဒီ၃မျိုးပြောတယ်နော်ညီးငွေခြင်းကတင့်လာသေးတာဒီဆွဲမဲ့မှုကင်းခြင်းကတင့်လာသေးတာဒီလွတ်မြောက်ခြင်းကတင့်လာသေးတာဒီဒါတွေကခပ်ပေါ်လေးနားမထောင်နဲ့သိလားဒီဥစ္စာတွေကမြတ်စွာဘုရားရဲ့နော်ဒါ
အလွန်မြင့်မားတဲ့ဉာဏ်နဲ့ကြည့်ပြီးတော့ဖြစ်တဲ့နာကိုပြောတာဟုတ်လားဘုန်းတော်ဒီဥစ္စာတွေကိုတကယ်ကိုတန်ဖိုးထားပြီးတော့ဒီအမြင်မျိုးမရှိသေးဘူးဆိုရင်ရှိအောင်မလုပ်မလို့စူးစမ်းရမယ်ဆိုတဲ့အမြင်ကတော့အနည်းဆုံးရှိရမယ်ဟုတ်လားဒါသင်္ခါရတရားတွေရဲ့သဘောအဲ့လိုလေးပြောပြတာသင်္ခါရတရားတွေဟာဒီလိုပဲမမြဲတဲ့သဘောရှိတယ်ဒီလိုပဲမခိုင်မာတဲ့သဘောရှိတယ်ဒီလိုပဲမသက်သာတဲ့သဘောရှိတယ်ပြတ်သွားပြီဆိုတဲ့အစားပြတ်တယ်ဆိုတာကဘာလို့လဲနော်ပြက်လောက်အောင်ဒုက္ခရောက်ပြီးမှပဲပြက်ကြတာလေအကုန်လုံးကအသေးချာစဉ်းစားကြည့်တက်မဲ့အရာဝတ္ထုတွေဆိုရင်လည်းပဲတချို့ဆိုရင်အိုမင်းဟောင်းနွမ်းပြီးတော့အသက်မရှိလို့ဒါအသက်ရှိရင်ဘလို့တော့အောက်မေ့ကြတော့တနာစရာကြီးလို့အောက်မေ့စရာမသက်တာတဲ့သဘောကိုပြောတာပါအသက်ရှိတဲ့တတ္တဝါတွေကင်ပြက်ခါနေတော့ဘလို့နေရတော့အလွန်တနာစရာကောင်းအဲ့ဒါသက်တာလို့လားမသက်တာဘူးလားမသက်တာလို့နော်ဒါကြောင့်၃ခုမြတ်စွာဘုရားပြောတာဟုတ်လားအနိစ္စမမြဲသောအတုဝမခိုင်မာသောအနတ္တတိကမသက်တာတော့ဒီလိုမကောင်းတဲ့သဘာဝတွေမဟုတ်လို့ဒါရဲ့ပုံမှာ၃မျိုးထပ်ပြီးတော့ဖြစ်စေခြင်းတယ်အဲ့ဒါပါတော့နိဗ္ဗိန္တိတုံညှိငွေခြင်းကဝိရိစီတုံရွှဲမဲ့မှုကင်းခြင်းကဝိမု षि တုံလွတ်မြောက်ခြင်းကဒါဘုန်းဘုန်းတို့ဗုဒ္ဓဘာသာဝင်တွေရဲ့နောက်ဆုံးပန်းနိုင်မယ်တကယ်ကဟုတ်လားဒါတွေကိုဘာလို့အောင်မလို့ကျွမ်းကျင်ထားရမယ်နော်အဲ့လိုမြတ်စွာဘုရားသုံးသက်ချက်ကလေးပြီးတော့ဗာဆက်ပြောပြန်တော့ရဟန်းတို့တဲ့အဲ့ဒီဝေပုံလတောင်ကြီးရပဲပါဠိနာဝန္တဆိုတဲ့နာမည်ပြောက်ပြီးတော့နောက်ထပ်နာမည်တစ်မျိုးရပြန်တယ်ဝင်ကကတောင်ဆိုတဲ့နာမည်နဲ့ထင်ရှားပြန်တယ်ကာလတွေအများကြီးကြာလာပြီနော်ကာလတွေအများကြီးကြာလူဝါရဲ့တက်တန်ဘလောက်တောင်ရော့တောင်ဆို1000တောင်ရော့သွားတယ်ဟုတ်လားဝင်ကကတောင်တဲ့အဲ့ဒီတော့ကအဲ့ဒီနာမှာနေထိုင်ကြတဲ့လူမျိုးတွေရဲ့နာမည်ကရောဟိတတလူမျိုးတဲ့လူမျိုးတွေရဲ့နာမည်တွေလည်းပြောင်းသွားအဲ့ဒီရောဟိတတလူမျိုးတွေရဲ့တက်တန်ကနှစ်ပေါင်း3000ရှိတယ်တဲ့နှစ်ပေါင်း1000ရော့သွားတယ်နော်နည်းနည်းချင်းလေးလူတွေနည်းနည်းလေးဆိုးလာလို့ဒုစရိုက်တရားတွေထူလာလို့တက်တန်းကကြာဟုတ်လားအဲ့တက်တန်းကြာအဲ့တော့ तू ကဘာတော့ဆိုတော့စိတ်ဝင်စားပွဲတစ်ခုကအဲ့ဒီဝင်ကကတောင်ကြီးခုဝေပုံလားတောင်ကြီးပဲနော်နာမည်တစ်မျိုးနဲ့ထင်ရှားတာအဲ့ဒီတုန်းက तू 3ရက်တက်ရတယ်3ရက်ဆင်းရတယ်တောင်ရဲ့အမြင့်ကလည်းနှိမ့်သွားတယ်အမှန်တောင်အမြင့်နှိမ့်တယ်ဆိုတာတောင်ရဲ့ထိပ်ဖြားကြီးကအောက်ဝင်သွားတာမဟုတ်ဘူးတောင်ချီရင်မြေကအပေါ်တက်သွားနော်မြေတွေကအပေါ်တက်တဲ့သဘောရှိတယ်ဟုတ်လားဒါကြောင့်နည်းနည်းလေးကြားတဲ့နေရာရောက်လို့ရှိရင်ကြည့်လိုက်ဘုန်းတော်စကိုင်းတောင်မှာဆိုရင်ဥဒတိုင်းလေးတချို့ကျောင်းလေးဆိုရင်ဟာ2000လောက်ရှိတော့တဲ့ဥဒတိုင်းလေးတောင်ရှိဒါဘာမှကြားသေးတာမဟုတ်ဘူးမြေကြီးကဘာဖြစ်လာတက်လာဟုတ်လားလူတွေဆွန့်ပစ်တဲ့အမိုက်တွေနဲ့ဟာတေးရွက်တွေဘာအကြောင်းမျိုးကြောင့်ဖြည်းဖြည်းနဲ့ဒါမှမဟုတ်ရှေးအောင်အနေအထားတွေကိုသိကျင်ဘာလို့ကြည့်ရတူးကြည့်ရအောက်ထက်ရောက်နေနော်အကုန်လုံးအောက်ထက်ရောက်ဟုတ်လားမြေကြီးတက်လာတဲ့သဘောဟုတ်လားအဲ့ဒီတုန်းကတဲ့လောက3ပါးမှာကောက်ကုတ္တမြတ်စွာဘုရားပြီးတော့ပါတော့ကောဏကုံမြတ်စွာဘုရားပွင့်တယ်အဲ့ဒီကောဏကုံမြတ်စွာဘုရားလက်ထက်မှာနော်လက်ရတော်ရန်လက်ဝဲတော်ရန်ကဘိန်ယောသနဲ့ဥတ္တရမထေရမြတ်ကြီးတွေရဲ့နာမည်ပါမြတ်စွာဘုရားပေါ်ထုတ်ပြီးတော့ပြောတာဟုတ်လားအဲ့ဒါလိုဖြစ်ခဲ့ကြတယ်အခုကြည့်စမ်းစောတော်တော်ကသုံးသက်ချက်အတိုင်းလာတာပဲနော်ပတ္တထဘိက္ခဝေတာစီဝိမတ္တတမညာတာစီဝိမတ္တတမညာပပတ္တပပတ္တတာမညာအန္တရဟိတာတေသမနုဿကာလင်္ကတာသောဇဘဝပြိဋိဘုတော်တောင်ကြီးရဲ့ဝင်ကကဆိုတဲ့နာမည်ဟာကွယ်ပြောက်ခဲ့ပြီမြတ်စွာဘုရားလည်းပဲလူတွေလည်းပဲသိဆုံးသွားကြပြီမြတ်စွာဘုရားလည်းပြိဋိဘံဆံသွားပြီအဲ့ဒါလိုလေးသုံးသပ်ပြီးတော့သောတော်တော်အတိုင်းတဘာဝလောကကြီးရဲ့အမှန်တရားကို3ချက်ထုတ်ပြပြီးတော့ဖြစ်စီခြင်းတာကိုလည်း3ချက်ပဲပြောတယ်နော်တဘာဝတရားကြီးရဲ့သဘောမှန်ကအနိစ္စအတုဝအနတ္တတိကအိဋ္ဌဆိုတာဘာလို့မမြဲတာအတုဝဆိုတာမခိုင်မာတာအနတ္တတိကဆိုတာမသက်တာလားဒါလေးတွေကိုစွဲနေအောင်မှတ်တာဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့အတွက်ကြောင့်သင်္ခါရတရားတွေရဲ့ပုံမှာဒီသဘာဝတရားတွေရဲ့ပုံမှာမြတ်စွာဘုရားဘလို့ဖြစ်စေချင်တာတော့ညီးငွေ့စေချင်တာဒီစိတ်ကလေးကိုပုဂ္ဂိုလ်တ attva ရှိတာမဟုတ်ဘူးနော်စိတ်ကညီးငွေ့သွားမှဒီစိတ်ကတစ်ချိန်ကျရင်ကိလေသာလွတ်သွားမှာဟုတ်လားစိတ်ကိုညီးငွေ့စေချင်တာပြီးရင်ပါတော့ဆွဲမဲ့မှုကင်းစေချင်တာဆွဲမဲ့မှုကင်းမှလည်းလွတ်မြောက်မှာ哦နော်ညီးငွေ့မှလည်းပဲဆွဲမဲ့မှုကင်းမှာ哦အဲ့ဒီညီးငွေ့မှုကလည်းပဲဘာမြင်မှညီးငွေ့မှာတော့အနိစ္စကိုမြင်မှညီးငွေ့မှာခုနအနိစ္စကိုပဲပြပြီးတော့ညီးငွေ့ခိုင်းတာပဲအဲ့တော့ဘုန်းဘုန်းတို့စိတ်ကလေးကမလွတ်မြောက်သေးဘူးဆိုတာဘာလို့လဲတရားလေးကိုခွင်းဆက်ကလေးပြန်စဉ်းစားကြည့်ဘာလို့မလွတ်မြောက်တာတော့ဆွဲမဲ့မှုမကင်းလို့ဘာလို့ဆွဲမဲ့မှုမကင်းတာတော့ညီကိုညီမငွေကိုဟုတ်လားตาရနေဟုတ်လားအညီငွေကိုမတွေ့ကျင်တဲ့မဖြစ်ချင်တာတွေဖြစ်ရင်ဒါညီငွေတာကိုဖြစ်ချင်တာဖြစ်ရင်ညီကိုမငွေဘူးဟုတ်တယ်မဟုတ်လားဘာလို့မညီငွေတာတုံးလို့မေးရင်ဘယ်ရောက်သွားအနိစ္စကိုမမြင်လို့ဒီကိုသွားမှာနော်
နောက်ထပ်ကွင်းဆက်လေးတစ်ခုထပ်မှတ်ပါအောင်အဲ့ဒီအနေဆာကိုမြင်ခြင်းတယ်ဆိုရင်အနေဆာကဘာလို့မမြင်တာလဲလို့မေးရင်ဖြစ်ဆဲတရားတွေရဲ့ပုံမှာတတိမရှိလို့အနေဆာကိုမမြင်တာအကုန်အမှတ်တမဲ့ပဲလေကိုယ်တဘာဝလောကကြီးပြောင်းလဲနေတယ်ဆိုတဲ့အပေါ်ယံအနေဆာလည်းမမြင်ဘူးအဲ့ဒါလည်းမတွေးမိဘူးတတိမရဘူးကိုယ်အတွင်းနဲ့ကိုဘာဒီတစ်ခါလေးမြင်တာမြင်နေရဘာတွေမြင်လို့မြင်နေမှကိုမသိဘူးတချို့ဆိုရင်တော်တော်ကိုစိတ်နှလုံးကပူလောင်ကြတာရှုပ်ထွေးကြတာအလွန်လှတဲ့ရှုခင်းလေးတွေတောင်ခံစားရအောင်မသိဘူးဟုတ်လားလှတာလေးမြင်ပြီးတော့သူတို့စိတ်ထဲမှာတော့အိုရာတွေပဲခံစားရတယ်ပူရာတွေပဲခံစားရတယ်ဟုတ်လားနော်တတိမှမရှိတာဟုတ်လားတတိရှိလို့ရှိရင်ဒီဟာတွေရဲ့အပြောင်းလဲကိုစဉ်းစားမိမှာပဲမြင်ရတာမြင်တာပေါ်မှာတတိရှိနေလို့ရှိရင်ဟုတ်လားတတိဟာတကယ်တမ်းကသူတော်ကောင်းတရားအားလုံးတို့ရဲ့အခြေခံအကြောင်းတရားကြီးပဲဒါကြောင့်အမရိနာဘိက္ခဝေတံပါဒိဋ္ဌဆိုတာဒါကြောင့်ပြောတာပဲလေသူရှိမှကောင်းတာတွေအကုန်လုံးကလာမှာဟုတ်လားအခုလည်းအိဋ္ဌကိုမြင်ဖို့ဆိုရင်ဘုန်းတော်ဘာလို့ဖြစ်စေပြစ္ဆုတ်ပံတဘာဝလေးပေါ်မှာတတိရှိရမယ်အခုဖြစ်တယ်အခုဖြစ်တယ်ပြစ္ဆုတ်ပံလည်းအချိန်တိုင်းပြောင်းနေတာဖြစ်တဲ့ကြောင့်တတိရလည်းဘာလို့အချိန်တိုင်းပြောင်းလိုက်နေရမယ်ဟုတ်လားဒါကြောင့်မလို့ရက်မတွေးနဲ့ဆက်သီးလို့ပြောတာရက်တွေးနေဘုံဘုံတော့ဟုတ်လားဘာလို့ဆက်သီးသွားနေတာဆက်သီးအတိစိတ်လေးအတိညာမြန်ရလေရမယ်ဘာလို့သိမှာလဲဆိုတော့အိဋ္ဌကိုသိအိဋ္ဌအတိတန်ရန်နေပြီးတာညီငွေမှုဖြစ်မယ်ညီငွေမှုအာတန်လာလို့ရှိရင်ဆွဲမဲ့မှုကင်းသွားမှာပဲဆွဲမဲ့မှုကင်းပြီဆိုရင်တော့ तू ကအာတန်ကိုစောင့်တယ်မလို့တော့ဆွဲမဲ့မှုကင်းသည်ချမ်းမဲ့မှာလွတ်မြောက်မှုကတန်းလာတာပဲမဉ္ဇဉ်ပြီးရင်ဘုံညာအကလိကကာလမချဘူးတရားကုံတော်9ပါးထဲမှာတရားကုံတော်6ပါးထဲမှာအကလိကောဆိုတာအဲ့ဒါကိုဓာတ်ရိုက်ပြောတာကျန်တာတွေကအချိန်ဆောရတယ်ဆွဲတော့ဒါနကောင်းမှုလှူတယ်နောက်ပေါ်ကျမှနတ်ပြည်ရောက်တာရှိတယ်ဟုတ်လားကျို့လှူတယ်နောက်ကျမှအကျိုးပေးတာရှိတယ်တချို့သူတော်ကောင်းတရားတွေကကာလစောင့်ရတယ်အခုလို့အခုချမ်းသာတာမဟုတ်သေးဘူးအခုဖြစ်ပြီးအခုကိုကောင်းသွားတာချမ်းသာသွားတာအကျိုးရလက်တောက်လျှောက်ထွက်တာအဲ့ဒီမဲ့ညာနဲ့ဟိုညာအဲ့ဒါဘာခေါ်တော့အကလိကောဒါတဘာဝလေးတွေကိုစဉ်းစားဖို့ပြောတာဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကြည်ကြဉာဏ်နဲ့ကြည်ကြမြင်အောင်ကြည်ကြဖြစ်တဲ့နာတော့အဲ့ဒါပဲဟုတ်လားအဲ့လိုလေးပြောပြီးတော့ပါတော့ထပ်ပြီးတော့တတိယပိုက်ဟောမယ်နော်ကဲအဲ့ဒီတောင်ကြီးရပဲလာအောင်မယ်နာမည်ပြောင်းမယ်သူပတ္တတောင်လို့အမည်တွင်မြန်နေတဲ့သူပတ္တဆိုတာကြည့်လို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရှုခင်းလှတဲ့တောင်ကြီးပေါ့အဲ့ဒီတောင်ကြီးရဲ့ဝန်းကျင်မှာနေကြတဲ့လူမျိုးတွေကသုတ်ပိယမျိုးနွယ်တွေတဲ့ကတ္တပမြတ်စွာဘုရားပွင့်တော်မှာသုတ်ပိယမျိုးနွယ်တွေလူဖြစ်နေကြပြီဟုတ်လားသူတို့ကနှစ်ပေါင်းဘယ်လောက်ကြာတော့2000 1000ကျော်သွားပြန်ပြီနော်နှစ်ပေါင်း2000အဲ့ဒီသူပတ္တတောင်ကြီးက2ရက်တက်ပြီးတော့2ရက်ဆင်းရတယ်ဟုတ်လားအဲ့ဒီအချိန်မှာကတ္တပမြတ်စွာဘုရားပွင့်တယ်နော်တိတ်တနဲ့ဘာရောရာဇဆိုတဲ့လက်ရတော်လက်ဝဲတော်အကတဝက2ပါးထွန်းကားတယ်ဟုတ်လားအဲ့ဒါတွေကိုမြတ်စွာဘုရားပြောပြီးတော့ကြည်ကြဂိုင်နော်အဲ့ဒီတောင်ကြီးရဲ့နာမည်လည်းပျောက်ကွယ်သွားပြီဘယ်သူမှသုတ်ပိယသူပတ္တလို့ဘယ်သူမှမသိတော့ဟုတ်လားအဲ့ခေတ်ကလူတွေအကုန်သေးသွားကြပြီမြတ်စွာဘုရားလည်းပြိဋိနိဗ္ဗာန်စံသွားပြီအဲ့လိုပြောပြီးတော့သင်္ခါရတရားကိုဘယ်နှချက်သုံးသပ်ပြတော့သဘောမှ3ချက်အနေစာအတုဝါအနတ္တတိကမမြဲသောမခိုင်မာသောမတတ်တာသောသဘောရှိတယ်ဒါကြောင့်ဖြစ်စေချင်တာကဖြစ်တဲ့နာကဘယ်နှချက်ပြောတော့3ချက်နိဗ္ဗိန္တိတုံညီငွေခြင်းကဝိရိစီတုံဆွဲမဲ့မှုကင်းခြင်းကဝိမု सी တုံလွတ်မြောက်ခြင်းကတော့ဒါတွေကိုစိတ်ထဲမှာအထက်ထက်ဘုံဘုံတို့ကျွမ်းကျင်အောင်လုပ်တာမှတ်တာဒီဥစ္စာတွေဟုတ်လားဒါတွေကအနှစ်သာရပဲနော်အဲ့လိုဖြစ်တဲ့တယ်လို့ပြောပြီးတော့ဟောနောက်ဆုံးအပိုက်ရောက်လာပြီဟုတ်လားနောက်ဆုံးအပိုက်ကဘာတော့မျက်မှောက်ခေရောက်လာပြီပေါ့နော်မြတ်စွာဘုရားလက်ထက်ရောက်လာပြီအဲ့တော့သောတုံးကသူပတ္တဆိုတဲ့တောင်ကြီးရဲ့နာမည်ကဝေပုံလလို့ခုထင်ရှားနေတယ်ဟုတ်လားတောင်ကလည်းပဲနှိမ့်ကြသွားလိုက်တာကာလကပိုးကြသွားပုံရတယ်အဲ့ဒီတုတ်တန်ကိုထောက်ဆသောအဖြစ်တက်တန်းကလည်းပဲ2000တန်းကနေ100တန်းထိရောက်သွားဘုန်းဘုန်းတို့မြတ်စွာဘုရားဟုတ်လားတောင်ကြီးကလည်းပဲကြည်နော်သမိုင်းကြောင်းကအရန်သဘာဝကြတယ်မြတ်စွာဘုရားဟောထားတာသိလားတောင်ကလည်းပဲ2ရက်တက်ရတဲ့အနေထားနဲ့တမဟုတ်ချင်းရောက်နိုင်တယ်ခဏလေးနဲ့ရောက်သွားတယ်အပြေးလေးတက်လိုက်တောင်ကနှိမ့်လေးပဲရှိတော့ဟုတ်လားမြေကြီးတွေအများကြီးတက်သွားပြီတက်တန်းကလည်းအများကြီးထိုးကြသွားပြီအဲ့လိုဆိုဘုံဘုံစဉ်းစားကြည့်တယ်ပေါ့နော်အာဟုတမြတ်စွာဘုရားနဲ့ကောဏဂုံမြတ်စွာဘုရားနှစ်စုကြားကာလကောဏဂုံမြတ်စွာဘုရားနဲ့ကတ္တပမြတ်စွာဘုရားကြားကာလသူတို့ကတိတ်ပြီးတော့မကွာဘူးတက်တန်းကလည်း1000စီပဲဆုပ်တောင်ကြီးကလည်း1ရက်တက်စီပဲဆုပ်ကွာတာဘယ်သူပဲဘုရားနဲ့ပဲဘုရားလက်ထက်ကွာနေတော့ကတ္တပမြတ်စွာဘုရားနဲ့ဂေါတမမြတ်စွာဘုရားလက်ထက်ကအယံကွာနေတယ်တက်တန်းကလည်း100ပဲကျန်တော့ဟုတ်လားတောင်ကြီးကလည်းတမဟုတ်ချင်းပဲတက်လို့ရတယ်အဲ့ဒီနှစ်ခုကလည်းပဲအလုံးကိုပဲစိတ်ဝင်စားတွေကကောင်းအောင်နေနော်ဘလောက်သဘာဝကြာကာလကြာလို့သာလျှင်တောင်ကြီးကလည်းပဲနှိမ့်သွားတာပေါ့မြေကြီးတွေအများကြီးတက်လာလူတွေရဲ့တက်တန်းကလည်းတဖြည်းဖြည်းချင်းဆုတ်တဲ့ဥစ္စာအကင်ဆုတ်သွားလိုက်တာ
1000 တန်းတောင်ဖះမပွင့်ဘူးနော်ခုချိန်1000 တန်းလေးဆိုရင်တော်တော်ကောင်းမှာခုတော့တော့100 တန်း100 တန်းတောင်ဒီလောက်လောဘဒေါသကြီးနေ1000 တန်းဆိုရင်ပုံမြန်ကြီးမလားလို့လည်းစဉ်းစားတယ်အနာဂတ်ရေးတွေးလို့ရှိရင်နှစ်ပေါင်း1000 တောင်နေရအောင်မှာကုန်ရှာအောင်မှာဟုတ်လားနောက်ထပ်နေ့လေး20 30သားလေးတောင်ဘုန်းတို့ဘယ်လောက်လောဘဒေါသကြီးတော့တခါလေအဲ့လိုလဲစဉ်းစားကြည့်တယ်အကြာကြီးနေရမှာဆိုရင်ပုံမြန်လောဘဒေါသကြီးမလားမသိဘူးလို့ဒါပေမဲ့တက်တန်းရှည်တဲ့ကာလတွေမှာတော့ကိလေသာနည်းတယ်လို့အဲ့လိုတော့လည်းပဲစာရီထဲမှာတွေ့ရတယ်ပေါ့နော်ထားတော့အဲ့ဒီမှာမြတ်စွာဘုရားကံဒီခေတ်ဒီအခါမှာမြတ်စွာဘုရားပွင့်လာတယ်ဟုတ်လားလက်ဝဲတော်ရန်လက်ရတော်ရန်ရှင်သာရိပုတ္တရာရှင်မမောက္ကလဖြစ်လာတယ်နော်လူမျိုးတွေကပါတယ်မကရကလူမျိုးတွေတက်တန်း100ပဲရှိတော့ဟုတ်လားအဲ့ဒါကိုလည်းမြတ်စွာဘုရားသုံးသပ်ခိုင်းတယ်ကြည်ကြဟုတ်လားဒီဝေပုံလန်းဆိုတဲ့ဒီတောင်ရဲ့နာမည်ဟာတစ်ချိန်မှာကွယ်ပြောက်သွားအောင်မှာဟောသူကျတော့အနာဂတ်နဲ့ဟောတာကွယ်ပြောက်ခဲ့ပြီမဟုတ်တော့ဘူးနော်ကွယ်ပြောက်သွားအောင်မှာဟုတ်တယ်အခုအိန္ဒိယသွားကြည့်ရင်အဲ့ဒီတောင်ရဲ့နာမည်ဝေပုံလန်းလို့ဟုတ်ကောင်းမှဟုတ်တော့မယ်ဟုတ်လားဘယ်လိုများခေါ်နေကြလဲတော့မသိဘူးဒါမှမကြားသေးတဲ့ပေါင်း2500ပဲရှိသေးတယ်ဟုတ်လားမကရကလူမျိုးတွေမရှိတော့ဘူးတဲ့အကုန်လုံးမရှိတော့တဲ့အနေအထားကိုရောက်သွားအောင်မယ်ငါဖះလည်းပြိဋိဘံဆန်းသွားလိမ့်မယ်ယဟန္တာရှင်မြတ်တွေလည်းပြိဋိဘံဆန်းသွားလိမ့်မယ်အဲ့ဒီလိုဖြစ်မဲ့အခြေအနေကိုကြည့်ပြီးတော့သုံးသက်ချက်နဲ့ဖြစ်စေခြင်းနဲ့ဆန္ဒ3ခုကတော့အတူတူပဲသင်္ခါရတရားတွေဟာအဲ့ဒါလို့အနိစ္စမမြဲတဲ့သဘောရှိတယ်အတုဟာမခိုင်မာတဲ့သဘောရှိတယ်အနတ္တတိကမသက်တာတဲ့သဘောရှိတယ်ဒါကြောင့်မလို့နိဗ္ဗိန္တိတုံညင်းငွေခြင်းကလာမေဝတင်လာသေးတာဒီဝိရိစီတုံဆွဲမဲ့မှုကင်းခြင်းကအလံတင်လာသေးတာဒီဝိမု ක්ෂි တုံလွတ်မြောက်ခြင်းကအလံတင်လာသေးတာဒီဟုတ်လားဖြစ်စေခြင်းနဲ့ဆန္ဒလေးအဲ့ဒါပဲဒါမှတကယ်ချမ်းသာမှာဒုက္ခချုပ်မှာပေါ့နော်အဲ့ဒါလိုလေးမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဏိဂုံးပိုင်းမှာဂါထာလေးနှစ်ပုဒ်ခေါ်တယ်အဲ့ဒီဂါထာနှစ်ပုဒ်ရဲ့နောက်ဂါထာကအနှစ်သာရပေါ့ပထမကတော့သူကတောင်နေရဲ့နာမည်လောက်ပဲပြောတယ်ဒုတိယဂါထာကဒီလူတွေအကုန်ရအနိစ္စဝတ္တသင်္ခါရဥပါဒဝယဓမိနောဥပိစိတ်တဝါနိရုဇံတိတေတံဥပသမောဒုက္ခဟုတ်လားအနိစ္စဝတ္တသင်္ခါရတရားမှန်တယ်မြမမြဲတဲ့သဘောသာရှိတယ်ဥပါဒဝယဓမိနောဖြစ်ပြီးရင်ပျောက်ကွယ်သွားတဲ့သဘာဝတွေဓမိနောဓမ္မဆိုသဘာဝတရားဘယ်လိုသဘာဝတော့ဖြစ်ပြီးရင်မရှိတော့တဲ့သဘာဝတွေဟုတ်လားဥပ္ပိစိတ်တော်ကနေတုဇံတိဖြစ်ပေါ်လာပြီးတော့ချုပ်ပြောက်သွားကြတယ်အသေးစိတ်ကလေးထပ်ပြီးတော့ပို့ပြီးတော့နားလည်မှုမြင့်အောင်မြတ်စွာဘုရားဟောရတာပြောင်းလဲပြီးတော့သုံးပြီးတော့ဟောတာတလုံးနဲ့ပြောရရင်တော့အိဋ္ဌပါဟုတ်လားတေတံဝုပသမောတုခေါ်တယ်အဲ့ဒီသင်္ခါရတို့ရဲ့ငြိမ်းရာတည်တာနဲ့ချမ်းသာတယ်ဒါပဲပြောတော့တာမြတ်စွာဘုရားဟုတ်လားဒါပါတော့ဝေပုံလပပတ္တတုတ်တံအဓိကလေးမြတ်စွာဘုရားသိသိချင်တာလေးကိုမြင်မိတယ်မို့လားဒီခန္ဓာရဲ့ဒလဇက်ပြောင်းလဲနေတဲ့အနိစ္စကိုပြပြီးတော့သင်္ခါရတရားတွေကိုညှိငွေကြလို့ပြောသွားတာမဟုတ်ဘူးနော်ဒီတုတ်တံမှာဘာကိုပြောသွားတော့ပြင်မဲ့ဩကတလောကကြီးမှာဖြစ်နေတဲ့တတ္တလောကကြီးမှာဖြစ်နေတဲ့အပြောင်းလဲတွေကိုပဲပြပြီးပြောသွားတာဟုတ်လားအဲ့တော့ဘုန်းတို့လည်းပဲမြင်တိုင်းကြားတိုင်းဒီအနိစ္စတင်ညာလို့ဆိုတဲ့အလွန်တန်ဖိုးမြင်ပါတဲ့ကောင်းမှုကိုဖြစ်အောင်လုပ်လို့မရဘူးလားရတယ်ဒီတုတ်တန်လေးနှစ်ခုကိုဆက်ပြီးတော့ဘုံဘုံကတွေးစီခြင်းတာဟုတ်လားဒါကြောင့်အကောင်းဆုံးကုသိုလ်ဆိုတာဒါပြောတာဟုတ်လားတရားပြောကောင်းကောင်းနဲ့ပြောတာအချင်းကစိတ်နေလက်နဲ့တောင်ကြောနေပြီဟုတ်လားအဲ့တော့ပြောတာတွေအကုန်လုံးပြန်ပြီးတော့ချုပ်ကြည့်နော်လူဘဝမှာဘာရေးကြီးဆုံးလဲဒီကစပြီးတော့ဘုံဘုံပြောလိုက်တာမှတ်မိကြမလားမသိဘူးမကောင်းတာမလုပ်ဖြစ်ဖို့နဲ့ကောင်းတာလုပ်ဖြစ်ဖို့ဘာဖြစ်လို့မကောင်းတာမလုပ်ဖြစ်ဖို့နဲ့ကောင်းတာလုပ်ဖြစ်ဖို့ရေးကြီးဆုံးလို့ပြောလဲဆိုရင်မကောင်းတာမလုပ်ဖြစ်မှဒုက္ခမဖြစ်မှာကောင်းတာလုပ်ဖြစ်မှချမ်းသာမှုနဲ့ပြည့်စုံမှာဒါဟုတ်လားအဲ့လိုဆိုရင်မကောင်းမှုနဲ့ကောင်းမှုရဲ့သဘာဝလေးမကောင်းမှုဆိုတာအပေသက်ခံရတဲ့တရားကောင်းမှုဆိုတာအဲ့ဒီမကောင်းမှုကိုပယ်တတ်တဲ့တရားအပြီးတိုင်နောက်ဆုံးတဲ့နေ့ကောင်းမှုရတာနဲ့အနိုင်ယူမှာဟုတ်လားအနိုင်ယူတယ်ဆိုတာကသူကအဆုံးစွန်ကိုပြောတာနော်အကုသိုလ်ကတတ်လို့ကုသိုလ်ကအပြီးပိုင်သေတယ်လို့ထုံးစံမရှိဘူးကုသိုလ်ကတတ်လို့ဒါလည်းအကုသိုလ်ကအပြီးပိုင်သေတဲ့ထုံးစံရှိတယ်ဒါသဘာဝအတိုင်းဒီတိုင်းပဲဟုတ်လားအဲ့တော့ဘုန်းတော်ကကုသိုလ်ကိုသာအရှင်းမြင်အောင်လုပ်နေမယ်ဆိုရင်တစ်ဖက်ကဒုက္ခကိုဖြစ်စေမဲ့အကုသိုလ်ဟာသေပေးရမယ့်အနေအထားရှိဟုတ်လားအဲ့တော့ဘယ်အလုပ်ကလက်တွေ့တကယ်ကိုလုပ်ရမှာလဲလို့ကုသိုလ်ကိုကဖြစ်အောင်အစင်အတန်းမြင့်အောင်လုပ်ရဟုတ်လားကုသိုလ်ကိုအည်အသွေးမြင့်တင်လို့ကုသိုလ်အည်အသွေးမှီပြီးဟေ့ဆိုတာနဲ့အကုသိုလ်ဟာအလိုလျောက်ပါဖြစ်သွားမှာလို့သေပေးရအဲ့တော့ဘုန်းတော်ကဘာကိုအာယုံစိုက်ပြီးတော့လုပ်တော့ကုသိုလ်တွေကိုအစင်အတန်းမြင့်အောင်လုပ်ရမယ်အစင်အတန်းမြင့်အောင်လုပ်ဖို့ဆိုလို့ရှိရင်အစင်အတန်းအမြင့်ဆုံးကုသိုလ်ရဲ့သဘာဝကိုနားလည်ရမယ်
နော်အစင်တန်းအမြင့်ဆုံးကုသိုလ်ဟာလောကုတ္တရာကုသိုလ်မဲ့ညာပဲလေသူပဲကိလေသာအကုသိုလ်တွေကိုတတ်ဟုတ်လားအဲ့ဒီမဲ့ညာဆိုတော့အစင်တန်းအမြင့်မားဆုံးလောကုတ္တရာကုသိုလ်ကြီးကိုရကျင်တယ်ဆိုလို့ရှိရင်နော် तू ကအလကားမိုးကြရွှေကိုဖြစ်လာတာမဟုတ်ဘူးဟုတ်လားသူ့ရှိရအရင်အနည်းတွေအကြောင်းတရားတွေအများကြီးပြည့်စုံမှ तू ကရပါအဲ့တော့သူ့ရှိရ तू ရဖို့အတွက်ပြည့်စုံမဲ့အကြောင်းတရားဘာလို့ဆိုတော့အဲ့ဒီအနိစ္စမတည်မြဲမှုကိုသိတဲ့ဉာဏ်ပညာတွေမြင်မအောင်တိဆောက်ဖို့ပဲဒါပဲဟုတ်လားဒါကြောင့်မို့မြင်သမျှကြားသမျှတွေးသမျှအကုန်လုံးဒါလေးကိုမလုပ်တဲ့တော့အမှတ်ရတဲ့နော်ဒါအဓိကပဲလို့စိတ်ထဲမှာစွဲတဲ့တယ်ပေါ့ဟုတ်လားအဲ့တော့ကိုယ်ခန္ဓာမှာတလက်ဆက်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုအသေးစိတ်သိပြီးတော့အချိန်ပြည့်မနေနိုင်တောင်ကြံတဲ့အနိစ္စတွေကိုလည်းပဲရှုမြင်သုံးသပ်ပြီးတော့ဘုန်းတို့ဟာနေတတ်ဖို့လိုမယ်ပေါ့ဘာမှမဟုတ်ဘူးပြီးတော့လဲပြီးသွားမှာပဲဆိုတဲ့အမြင်ဟိုခပ်ပေါ့လေးပြောသလိုမျိုးတော့ရှိတာပေါ့နော်ဒါပေမဲ့ဒီဥစ္စာကအလွန်လေးနဲ့နေတဲ့ကုသိုလ်ကြီးဖြစ်နေတယ်ဘာပဲဖြစ်ပြီးတော့လဲပြီးသွားကြမှာမပြီးလို့လည်းမရအကုန်လုံးဟာပြီးသွားကြမယ့်အရာတွေပဲဒါကြောင့်ပြီးသွားကြမယ့်အရာဖြစ်တဲ့အတွက်ကြောင့်ကိုပဲတန်ဖိုးမရှိဘူးလို့ပြောတာဟုတ်လားဒါကိုမြင်လို့ရှိရင်လောဘဒေါသအများကြီးနည်းသွားနော်လောဘဒေါသနည်းရင်သူ့ကြောင့်ဖြစ်တဲ့ဆင်းရဲဒုက္ခတွေလည်းနည်းသွားမှာပဲဒါကြောင့်အလွန်ကြီးမားတဲ့အကျိုးရလဒ်ကိုဖြစ်ထွန်းစေတဲ့တရားနော်ဝေလမသုတ်တန်ရဣဒံတတော်မဟာဖလံပြောခဲ့တဲ့ကုသိုလ်ကောင်းမှုတို့ထက်တာလွန်မြင့်မားတဲ့အကျိုးပေးရှိတယ်ဆိုပြီးတော့နောက်ဆုံးခေါ်လိုက်တဲ့အကောင်းဆုံးကုသိုလ်ပါတယ်တော့အနိစ္စသင်ညာဟုတ်လားဒါကြောင့်အနိစ္စသင်ညာရဲ့အကြောင်းကိုလည်းပဲကြည်ကြည်ပြန့်ပြန့်တွေးမိဖို့ဝေပုံလပပဒသုတ်တန်လေးကိုဘုံဘုံကဖြည့်ရွှဲပြီးတော့ပြောလိုက်ပါနော်အဲ့တော့ဘုံတို့ဘဝရဲ့လက်ကျန်အချိန်လေးထဲမှာကုသိုလ်ကောင်းမှုနဲ့ပျော်မွေ့နိုင်ဖို့အရေးကြီးတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေထဲမှာမှအည်သွေးအမြင့်မားဆုံးအကောင်းဆုံးကုသိုလ်နဲ့ပျော်မွေ့နိုင်ရင်မြင်မြန်ဒုက္ခချုပ်မှာဟုတ်လားဒါကြောင့်အမြတ်ဆုံးကုသိုလ်အကောင်းဆုံးကုသိုလ်နဲ့ပျော်မွေ့နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ကြရတော့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့ဒီမဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း